အားလုံးပဲမင်္ဂလာပါဒီနေ့ခေတ်မှာ Cyber Attack တစ်ခုကစက္ကန့်ပိုင်းအတွင်းကုမ္ပဏီတစ်ခုလုံးကိုဝေယုံသုံးကဖြစ်သွားအောင်လုပ်နိုင်တယ်ဆိုတာအားလုံးလည်းသိကြမယ်ထင်ပါတယ်ဒါဆိုရင်ဒီလောက်ကြောက်ဖို့ကောင်းတဲ့ Cyber Attack တွေကို24နာရီပတ်လုံးဘယ်သူတွေကကာကွယ်ပေးနေလဲသူတို့ကတော့ Cyber Security ရဲ့အသက်သွေးကြောလို့ပြောလို့ရတဲ့ Security Operation Center လို့ခေါ်တဲ့ SOC ဝိုင်းတော်သားတွေဖြစ်ပါတယ်ဒီနေ့မှာတော့ဒီ SOC ဆိုတာကြီးဘယ်လိုအနေဘယ်လိုပေါ်ပေါက်လာလဲဆိုတဲ့240ခီးစဉ်ကိုပြောပြပေးသွားပါမယ်။တမိုင်းကိုပြန်လှည့်ကြည့်ရင်ပထမဆုံးခေတ်က1980 90ပြည့်နှစ်တွေပါ။အဲ့ဒီတော့ကအင်တာနက်ကအခုခေတ်လိုမဆန်းပြသေးဘူး။ Morris One လိုမျိုး bias လေးတွေစပြီးပေါ်ပေါက်ခဲ့တဲ့အယိုးကန်ခေတ်ပါ။အဲ့တော့က SOC ဆိုတာကြီးလည်းမရှိသေးပါဘူး။ဒီပညာသမားတစ်ယောက်နှစ်ယောက်လောက်ကစာပါကန်ထဲမှာထိုင်ပြီးတော့ file log တွေကို manual monitoring လုပ်လို့ရတဲ့ခေတ်မျိုးပါ။ဒါပေမဲ့hacker တွေကပိုဆိုးလာတော့ manual monitoring နဲ့မနိုင်တော့တဲ့အခြေအနေရောက်လာခဲ့ပါတယ်။ဒီလိုနဲ့2000ပြည့်နှစ်နောက်ပိုင်းမှာတော့ Corel တို့ SDN Slammer တို့လိုမျိုး worldwide cyber attack တွေဖြစ်လာခဲ့တယ်။အဲ့မှာ ban တွေနဲ့စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက 24/7 monitoring လုပ်နိုင်မဲ့အဖွဲ့တစ်ခုဖွဲ့မှရမယ်ဆိုပြီးတော့ SOC team တွေကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ခေတ်မှာ log တွေကိုတနေရာထဲမှာစုစည်းပေးတဲ့စင်းနည်းပညာတွေပေါ်ပေါက်လာခဲ့လို့တော်တော်လေးအဆင်ပြေသွားတယ်။ဒါပေမဲ့ပြဿနာက alert တွေအများကြီးတက်လွန်းလို့ analyst တွေခေါင်းကိုက်ရတဲ့ alert file တွေစဖြစ်တာလည်းအဲ့ဒီခေတ်ပါပဲဒီလိုနဲ့အချိန်ကြီးကုန်သွားပြီး2010ဝန်းကျင်မှာတော့ hacker တွေကအဖွဲ့အစည်းလိုက် persistent ယူပြီးတော့တိုက်ခိုက်တတ်တဲ့ APT attack တွေလုပ်လာကြတယ် SOC ဘက်ကလည်းအရင်လိုတမယိုးကျ defensive တီးတတ်မဟုတ်တော့ဘဲနဲ့ attack တွေကိုမဖြစ်ခင်မှာကြိုပြီးတော့ရှာဖွေတဲ့ threat hunting kit ကိုပြောင်းလိုက်ရတယ်ဒီပညာပိုင်းမှာလည်း SOA ဆိုတာပေါ်လာပြီးတော့ attack တစ်ခုဖြစ်တာနဲ့ auto response လုပ်ပေးနိုင်တဲ့ automation စနစ်တွေသုံးလာကြတယ်ပြီးတော့အရာရာ cloud ပေါ်ရောက်ကုန်လို့ SOC ကလည်း SOCSA service ဆိုပြီးတော့ခေတ်စားလာခဲ့တယ်ကဲခုလက်ရှိနဲ့အနာဂတ်မှာရောဘာတွေဖြစ်နေလဲဒီနေ့ခေတ်မှာ data တွေကမတရားများလာတယ် cyber attack တွေကလည်း millisecond အတွင်းမှာအများကြီးဖြစ်နေတယ်ဒါကြောင့် AI နဲ့ machine learning တွေကိုအားကိုးလာရတယ် AI ကမူမမှန်တဲ့ activity တွေကိုစက္ကန့်ပိုင်းအတွင်းမှာအကုန်ရှာဖွေပြီးတော့တိုင်ယာဝန်လိုမျိုးအခြေခံအလုပ်တွေကိုကူလုပ်ပေးနေတဲ့အတွက်လူသား analyst တွေအနေနဲ့ပိုပြီးအရေးကြီးတဲ့ strategy ဘိုင်းကိုဦးစားပေးဖို့အာရုံစိုက်ဖို့အချိန်ပိုရလာတယ်။ဒါကတော့ဤပညာတွေဘလောက်ပြောင်းနောက်ခွေကနေအရေးလိုလိုက်ဆောက်ရှောက်ပေးနေတဲ့ SOC ရဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။